ဟိုဆရာလို့လည်းမယူဆဘူးငါလည်းဆရာမဟုတ်ပါဘူးငါစီးပွားရေးတွေကငါဘယ်လိုလုပ်နေလဲအမှန်တည်းအမားတွေပြန်ချပြမယ်လိုတဲ့လူတွေကယူသုံးသွားလိမ့်မယ်ကွာယူသုံးသွားပြီးတော့သူတို့တော့ပြောင်းလဲသွားတယ်သူတို့စီးပွားရေးတွေကောင်းလာတယ် mindset တွေပြောင်းလာတယ်ဆိုရင်ငါတို့တော့ကဒါအမြတ်ပဲအများနဲ့မှတ်ထား design လုပ်တာပဲဖြစ်ဖြစ် video လုပ်တာပဲဖြစ်ဖြစ် content လုပ်တာပဲဖြစ်ဖြစ်အရင် simple ဖြစ် simplicity is key အုံနောက်ထဲကိုအလွယ်ကူဆုံးဝင်ရ तू ကမြင်လိုက်တာနဲ့ तू အုံနောက်ထဲမှာ confuse လုံးဝမဖြစ် business က grow ဖြစ်ဖို့က word of mouth ကအရင်ရေးကြည့်အဲ့ဒါမျိုးတွေရဖို့ဆိုတာမှန်ကန်အများထက်ပိုပြီးတော့ဆောင်ရွက်ပေးနိုင်တဲ့ business ဖြစ်မှာလေ grow ဖြစ်မှာတစ်ခါစား mindset ကိုမထားပါနဲ့စီးပွားရေးတစ်ခုဆိုတာတကယ်တမ်းရေရှည်သွားရမှာပေါ့တစ်နှစ်နှစ်နဲ့ရက်သွားတယ်ဆိုတာဒါစီးပွားရေးမဟုတ်လုံးနေရလေကွာအလုံးတဲ့ဆိုတာ is for you လေ is for yourself လေ is for your family လေဒီလိုမျိုးမလုံးနေတဲ့ယောက်ျားလေးကိုလည်းငါရှိမှာ respect မရှိတော့ငါရဲ့ teammate ကပါလဲငါရွေးခွင့်ရှိဘာဖြစ်လို့ဆိုတော့ငါလည်းတကယ်တမ်းပတ်စံပေးနေရလေတကယ်တမ်းဖက်တာပါလဲဆိုတော့ character ကောင်းတဲ့လူတွေဒီလိုမျိုးစူးစမ်းခြင်းတဲ့လူရှားတာချက်ဆုံးအလုတ်ကမခက်ဘူးလူရဲ့ inner character တွေတော့ပြင်ရမှာခက်အဲ့ inner character တွေပြင်မင်းတို့လည်းပို့ပြီးတော့ strong ဖြစ်လာမယ်တော်လာမယ်အလုတ်ကိုလည်းပို့ပြီးဒါထက်မကပို့လုံနိုင်တယ်တချို့ကြ presentation ကို prepare လုပ်တယ် it's not about that ကိုပစ္စည်းကိုမင်းတကယ်ယုံကြည်ချက်ရှိဘာအကြောင်းမင်းပစ္စည်းကကောင်းအဲ့ဒီဟာကိုအလွယ်ကူဆုံးနဲ့သူတို့နှလုံးသားတွေသူတို့အုံနောက်ကိုရောက်အောင်ပြောတာဒါ presentation တချို့သူတွေကထင်တာဒါရိုးတနဲ့စကားတွေလျှောက်ပြောပြီးပေါက်တယ်လို့ထင်တယ်တယ်လဘိန်းတုံးနီးနဲ့လောက်လာတယ်ဟုတ်ငါတို့ရှိမှာ technique တွေအများကြီးရှိရပါတော့ music ကအစ everything is done with a plan ပေါ့နော် hate comments တွေရှိမယ် share တွေရှိမယ်ကိုယ်ဘယ်လောက်ကြီးပဲ hate လုပ်နေဘယ်လောက်ကြီးပဲဟောင်းနေတွတ်ထားပါသေးလား 20% ကကိုယ်ကြိုက်တဲ့လူရှိတယ်မယ် 80% ကိုမကြိုက်တဲ့လူရှိတယ် 80% ကဟောင်းနေလို့ပဲ 20% ပို့ပြီးတော့တည်လာမှာပဲအဲ့ 20% နဲ့ပဲအလုပ်လုပ်သွားမှာဟောင်းနေတဲ့ဟာတွေငါတို့စောက်ကျူး size ရအောင်မလုပ်